Yo everybody ဒီနေ့မှာတော့ကျွန်တော်ကဘာပြောပြမှာလဲဆိုတော့ဒီ B-box နဲ့ပတ်သက်ပြီးတော့ BTK ရပြီးသွားပြီ BTK ရပြီးသွားတဲ့ကြောင့်မလို့အဲဒီ BTK ကိုမှအဲ့လို speed button လေးလုံးချင်တယ်အဲ့လို speed button စပြီးတော့လုံးမဲ့လူတွေအတွက်ကျွန်တော်အလွယ်ဆုံး live လုပ်လို့ရမယ်အဲဒီ BTK နဲ့ပတ်သက်ပြီးတော့ TKK ပေါ့နော် TKK speed button ကိုကျွန်တော်ပြောပြပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီအောင်မပြောပြသွားခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့လို့ရပါတယ်ပြီးတော့ VPN ဖွင့်ပြီးလည်းကြည့်ပေးလို့ရပါတယ် TKK ပတ်တန်ကိုလုပ်ဖို့ဆိုရင်တော့ဒီကျွန်တော်ပတ်တန်3ခုပေးမယ်ပေါ့နော်အဲ့3ခုကိုလိုက်ကျင်ပြီးတော့တခြားလုပ်လို့ရတယ်အနည်းရနေပဲအတူတူကျွန်တော်နဲ့တူလိုက်ကျင်ကြည့်မယ်ပေါ့နော်ဆိုတော့ပထမပတ်တန်ကတော့အဲ့ဒါတော့နှေးသေးရပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်ပြန်ပြီးတော့ဒီမှာပြထားပေးမယ်ပေါ့နော်ဒီဘေးနားလေးမှာပြပြစာလေးထိုးပြီးတော့ကျွန်တော်ပြထားပေးမယ်ဆိုတော့အဲ့ဒါကိုကျွန်တော်နဲ့အတူတူလိုက်ပြီးတော့အနည်းရနေစပြီးတော့လိုက်ကျင်းကြည့်အောင်ပေါ့နော်โอเคโอเคဒီမှာပါတော့ B ပြီးတော့ T ပြီးတော့ K အသေးနဲ့ K အကြီးပေါ့ K အကြီးနဲ့ပေါ့နော်သူက rim shot K နဲ့ yo small K နဲ့ကိုတုံးပြီးတော့ TKK ပတန်ကိုတိဆောက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါ small K လို့ခေါ်တယ်အဲ့ဒါကြတော့လုံးဝ rim shot K လို့ခေါ်တယ်ပေါ့နော် rim shot K နဲ့ကိုပေါင်းပြီးတော့အဲ့လို TKK ပတန်ကိုတိဆောက်လို့ရတယ်ပေါ့နော်โอเคဆိုတော့ပြောပြပြီးသွားပြီဆိုတော့နောက်ထပ်ဒုတိယပတန်ကိုကျွန်တော်ဆက်သွားရအောင်ဆိုတော့ဒုတိယပတန်ကဘာလဲဆိုတော့โอเคဆိုတော့ကျွန်တော်နဲ့အတူတူပဲကျွန်တော်ဒီမှာပတန်လေးကိုပြထားပေးမယ်ကျွန်တော်နဲ့အတူတူအနှေးရနေပြီးတော့စပြီးတော့အတူတူလိုက်ချင်းကြည့်မယ်โอเคโอเคဆိုတော့ဒုတိယပတန်ကိုနည်းနည်းနားလည်မယ်လို့ထင်တယ်TKK ပတန်ပေါ့နော်နည်းနည်းလေးတော့ရှုပ်ရှင်လဲရှုပ်ကောင်းရှုပ်လိမ့်မယ်ဒါပေမဲ့အေးဆေးပေါ့ဒါအဲ့လိုကျွန်တော်ပြောသလိုလေးပဲအနှေးရနေပြီးတော့စပြီးတော့ကျင့်လို့ရတယ်ဆိုတော့အနှေးရနေပြီးတော့စပြီးကျင့်လိုက်တာ ਨੇ အေးဆေးဖြစ်သွားလိမ့်မယ်ပေါ့နော်ဆိုတော့နောက်ဆုံးပတန်ကတော့ဘာလဲဆိုတော့အဲ့လေးပါလာမယ်ပေါ့နော်ဖတ်ခေလာပါလား PCHK လို့ခေါ်မယ်ပေါ့နော်အားရှိမယ်အဲ့ဒါလေးပါထည့်ပေါင်းမယ်ပေါ့နော်ခုန TKK ပတန်လေးထဲမှာပဲအဲ့ဒါလေးထည့်ပေါင်းလိုက်တာပေါ့နော်ဒုတိယ TKK ပတန်ထဲမှာအဲ့ဒီအဲ့လေးကိုထည့်ပေါင်းလိုက်မယ်ပေါ့နော်โอเคစလိုက်ရအောင်ကျွန်တော်တို့မလေးချင်းခင်မှာပေါ့နော်ကျွန်တော်ခုနလိုပဲဒီလိုထည့်ရေးပေးထားမယ်ပေါ့နော်ဒီဘေးနားလေးမှာထည့်ရေးပေးထားမယ်အဲ့ပတန်လေးကိုကျွန်တော်လုပ်ပြမယ်ပြီးတော့မှကျွန်တော်နဲ့အတူတူလိုက်ချင်းကြည့်မယ်โอเคအဲ့ပတန်ကတော့โอเคအဲ့ဒါပဲပေါ့နော်ဆိုတော့အဲ့ဒါကိုအနှေးရနေစပြီးတော့ကျွန်တော်နဲ့အတူတူလိုက်ကျင့်ကြည့်ရအောင်အရင်ဆုံးဒီမကျင့်ခင်မှာပေါ့နော်လုံးဝအသက်ကိုအဲ့လိုမျိုးဝအောင်ရှူထားဖို့လည်းလိုတယ်ဆိုတော့ကျွန်တော်နဲ့အတူတူကျွန်တော်လည်းအခုလေမလောက်ဘူးပေါ့နော်ဆိုတော့ကျွန်တော်နဲ့အတူတူအသက်ရှူလေးကျင့်ခံလုပ်ပြီးတော့ကျင့်ကြည့်မယ်โอเคအရင်ဆုံးရှူသွင်းမယ်ရှူသွင်းပြီးတော့ကျွန်တော်လေတွေအကုန်လုံးဒီ bite ထဲကိုပေါ့နော်ဒီလေချောင်းမှာမထားပဲနဲ့ဒီလေတွေအကုန်လုံး bite ထဲကိုရှူသွင်းလိုက်မယ်ပေါ့နော်ရှူသွင်းပြီးတော့အဲဒီခဏလောက်အောင့်ထားမယ်3စက္ကန့်လောက်ဖြစ်အောင့်ထားမယ်ပြီးတော့ဖြည်းဖြည်းချင်းပြန်ထုတ်လိုက်မယ်အဲ့လိုလုပ်ကြည့်မယ်ကျွန်တော်နဲ့အတူတူโอเคโอเค
အဲ့လိုလှုပ်ရှင်အပြင်ဘာဖြစ်လဲဆိုတော့ stamina ပိုကောင်းလာတယ်ဒီလေအဝင်နဲ့အထွက်တင်ကိုပိုမျှတယ်ပေါ့နော်ဒီ bike ထဲမှာလည်းလေတွေကပိုပြီးတော့ရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလေလည်းမျှတယ်ပြီးတော့မောဖို့လည်းအဲ့လိုမျိုးအရင်ကတော့မမောတော့ဘူးပေါ့နော်ဆိုတော့လေကအဓိကကျွန်တော်တို့ B-box လုပ်တဲ့တဲမှာလေကအဓိကဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအသက်ရှူဖို့ကဒီလေတွေကကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာအလုံးလောက်ရှိနေဖို့လည်းလိုအပ်တယ်ပေါ့နော်ဆိုတော့တကယ်လို့အဲ့လိုမောနေတာဖြစ်ဖြစ်တစ်ခုခုမျိုးဆိုရင်လည်းအဲ့လိုမျိုးခုနကျွန်တော်ပြောလေ့ကျင့်ခန်းလေးအတိုင်းပဲပေါ့နော်လုပ်ကြည့်လို့ရတယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီခုနနောက်ဆုံးဟာကိုပတန်ကိုဆက်သွားလိုက်မယ်โอเคခုနပတန်လေးကတော့ဗာလဲဆိုတော့โอเคโอเคလိုက်ကျင်းကြည့်မယ်နော်လေမလောက်လို့ရှိရင်ခဏလောက်အသက်ရှူပြီးမှပြန်ပြီးတော့ကျင်းလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဟာ speed pattern ဖြစ်တဲ့အတွက်ကြောင့်မလို့လေကိုအဲ့လိုမျိုးအောင့်ထားတွေဘာတွေတစ်ချက်ရှိရပေါ့နော်အဲ့အတွက်ကြောင့်မလို့ breathing technique ကတော့နောက်ပိုင်းကျွန်တော်ဘယ်လိုအသက်ရှူရမလဲဆိုတာကိုပြန်ပြီးတော့သင်ပေးမယ်ပေါ့နော်ဆိုတော့အခုလောလောဆယ်တော့ကျွန်တော်ဒီ speed pattern ကိုအရင်ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့လုပ်ကြည့်မယ်ပေါ့နော် okay ဆိုတော့ကျွန်တော်ပြောပြတဲ့အိတ်ပတ်တန်3ခုကိုအားလုံးရကြမယ်နားလည်ကြမယ်လို့ထင်တယ်ဆိုတော့အိတ်ပတ်တန်3ခုကိုကျင့်ပြီးလို့ဘာရလာမလဲအဲ့လိုရလာလားပေါ့နော်အခြေအနေဘယ်လိုရှိလဲဆိုတာကို comment မှာမှန်းခဲ့လို့ရတယ်ပြီးတော့နောက်ထပ်ကျွန်တော်ကိုသင်ပေးစေခြင်းနဲ့အတန်လေးတွေပဲဖြစ်ဖြစ် technique လေးတွေပဲဖြစ်ဖြစ် B-box နဲ့ပတ်သက်ပြီးတော့သိချင်တဲ့မေးခွန်းလေးတွေကို comment မှာကျွန်တော်ကိုမှန်းခဲ့လို့ရတယ်ဆိုတော့ကျွန်တော်နာမည် Crane လို့ခေါ်တယ်ကျွန်တော်ကို like and subscribe လေးလည်းလုပ်ခဲ့လို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကိုပြီးတော့ဒီ B-box နဲ့ပတ်သက်ပြီးတော့ knowledge okay knowledge sharing လေးကိုလည်းနောက်ပိုင်းလုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုlike and subscribe လုပ်ခဲ့ပေးပါလို့ VPN ကြည့်ပြီး VPN ဖွင့်ပြီးတော့လည်းကြည့်ပေးလို့ရပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်